ဟော့ပေါ့နဲ့ဝတ်တုံးကင်တွေကိုအချိန်ကန့်သတ်မရှိ26,500ဆိုလို့အစာကြေးမှာတောက်ပြီးတစ်နေ့လုံးထိုင်စားခဲ့တယ်။ပင်လယ်စာအစုံထားပေးထားတဲ့အပြင်အမဲကြက်ဝက်ကြက်စင်ကြက်မဲနဲ့အရန်ဟင်းတွေတောက်ဆရာတွေလည်း free ပေးထားသေးတယ်။အချိန်မကန့်သတ်ထားဘူးဆိုတော့အေးဆေးစားဖို့အတွက်ဒီလိုအထက်လိုက်ကြီးကိုယူချလာတာ။ပင်လယ်စာတွေဆိုလဲစိတ်ကြိုက်ပဲ။ဂုံးခူကနန်ကင်းမွန်ပြည်ကြီးငါရေဘိုးရဲ့အစုံဦးထားပေးထားတာ။ကင်စားရဲ့အချင်းနဲ့စားရတာမကြိုက်တဲ့သူတွေအတွက်လည်းဒီလို cheese ကို free flow ပေးထားသေးတယ်။ဒီမှာအချင်းဆက်ပေးသားမထားပေးထားတော့ကိုယ်စိတ်ကြိုက်လက်ဆွမ်းပြပြီးတော့အချင်းဆက်လို့ရတယ်။မစုံဆိုလဲတကောင်ကြီးစီခွာစားရတာထက်ဒီလိုမျိုးအများကြီးကိုအချင်းနဲ့တစ်ခါတည်းလောင်းပြီးအားပါစားရတာကိုအရန်သဘောကျတာ။တခုအကြံပေးချင်တာကလေဒီဆိုင်မှာသွားစားမယ်ဆိုရင်တော့ကိုပိုင်ပန်ကာလေးပါရင်ပို့အဆင်ပြေတယ်။ပန်ကာဖွင့်ပေးထားပေမဲ့လည်းမနိုင်ဘူး။နည်းနည်းလေးပူတယ်လို့ခံစားရတယ်။အရန်ဟင်းတွေလည်း၄-၅မျိုးလောက်တော့ပေးထားတာတွေ့တယ်။အားနည်းချက်အနေနဲ့စားနေဝိုင်းနာမှာရင်ကောင်လေးတွေရောက်လာတာတော့ရှိတယ်။26,500နဲ့အကင်နဲ့ဟော့ပေါ့တွေကိုအချိန်ကန့်သတ်မရှိစားလို့ရတာအစက February 14ထိပဲသတ်မှတ်ထားပေမဲ့အခု February 15နဲ့ March 8ရက်နေ့ထိတောင်တိုးသွားပြီနော်။ဆိုင်လိုက်စာလေးကမင်္ဂလာတုံရာသက်ပံမှတ်တိုင်အနီးရွှေကောင်းကျွယ်မျက်နှာချင်းဆိုင်တဲ့တဲ့ရတပြေလန်းထဲမှာနော်။လမ်းထိပ်မှာလည်းလိုင်းညွန်ဆိုင်မုတ်လေးရေးပေးထားသေးရဲ့နော်။ဆိုင်နာမည်ကကျိုင်းတော်ဟော့ပေါ့ရန်ဘာဘီကျူဘဖေးဆိုင်ပါ။အကင်နဲ့ဟော့ပေါ့တွေစိတ်ကြိုက်စားပြီးဖိုက်တင်းသွားလို့ရေခဲမုံနဲ့အသီးလေးစားပြီးအချိုတဲလိုက်အောင်မယ်။ဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ Bye